သူကပါရိုက်တယ်အဖြစ်တယ်ဒါဖြစ်တယ်အဲ့လိုမျိုးပြောတာမင်းဖွင့်လာအေးငါဖွင့်လိုက်တော့ငါဖွင့်လိုက်မေးတယ်သူကပါရိုက်တယ်ဘာဖြစ်လဲဖြစ်တယ်ပြန်တော့မယ်ဘာဖြစ်လဲပြန်ဝင်လာပြန်အဲ့လိုပြန်ဝင်ဆိုပြီးတကားသားရောက်ပြန်မဟုတ်ဘူးအေးငါပြောပြမယ်ငါအစောတည်းကသတိထားမိတယ်ဆိုတာအကုန်လုံးခြုံပြီးတော့သတိထားအခုမှကွာအခုဝင်ဘူးလေဆိုတာငါတို့ဗရီနဲ့လောက်လိုက်မှသိတာဟုတ်တယ်အဲ့ဒါငါတို့ပထမကြောင်းတာတေချာအစားဆုံးပြန်တွေးချင်းငါတို့ကန်းချိန်မာတွေကပါလာဟုတ်တယ်ကဲဒီမာတွေကပါလာတာအဲ့မာတွေကသူ့စိတ်ကမမှန်သွားမယ်စပတ်လေးဝတ်ထားလို့ဒီတော့ပြောကြတာလူမအဲ့မှာကွာသူစတယ်သွားမယ်မသွားဘူးဟုတ်တယ်အဲ့ဒါကလည်းအမှစတယ်ဘူးမမှန်ဘူးအဲ့မှာမမှန်ဘူးကွာဟိုတယ်လိုက်မလိုက်အဲ့မာတွေကကွာသူပြောတယ်သူ့မလာခေါ်လိုက်မယ်လို့ပါတယ်အဲ့မှာပြောနေကွာဘာတွေလဲမသိဘူးသူပြောသူ့ကိုလည်းသူ့မပြောနေသူ့မတွေပါတယ်သူ့မတွေပါတယ်လို့ပြောတာသူ့မပါတယ်နော်သူ့မပါတယ်လို့ပြောတာနော်သူ့မသူ့ကိုယ်လေးရောက်လာတယ်ကိုရေးတော့ခေါ်လိုက်ဆိုတော့ခေါ်လို့မရဘူးလေအေးခေါ်လို့မရဘူးရှော့ရှိရတော့အဲ့ဆိုလို့မဟုတ်ဘူးပါရမယ်အကောင်ပြောတာအဲ့ဆိုရင်နေမဟိုဟာပါတယ်ဆိုတော့ခေါ်လိုက်လေခေါ်လို့မရဘူးလေဟုတ်တယ်အကောင်ပြောတာလေဟုတ်တယ်အဲ့နဲ့အဲ့ကနေစပြီးတော့ငါတို့စပြီးတော့ပြောအဲ့မှာဘာညာဘောကြည့်ရပါကွာကြည့်ပြီးတော့ဒီအမှန်ငါကျောင်းညီလေးကဘာမှသိရမဟုတ်ဘူးလို့အေးစေးသွားတောက်ကြမယ်ဆိုရင်ငါခေါ်အောင်သူညီလေးကိုကစင်စုပ်တဲ့အချိန်ကသူဝင်လူအဲ့ဒီမှာဆက်ဆုပ်တယ်ဟိုမှာလည်းအတိုင်းပဲလူကွာလူဟိုမှာလည်းလူပြီးကြတယ်မှုတော့ငါမဖြစ်နေမယ်ပဲအမှထားဟိုမှာလည်းကြောင်နေပြီဟုတ်တယ်ဟိုမှာလည်းကြောင်နေတာဆက်သွားတယ်ငါတို့လူမားပါလားတကယ်ဒီတော့ဆက်သွားတော့တယောက်တည်းဒီတော့သွားရေးတကယ်သွားပြီးတော့နောက်ကျရောက်လာအဲ့ဒီမှာလည်းဘူးမမှန်ဘူးတည်းအဲ့တော့ဆက်ရောက်လာတယ်ဘူးဘာလို့အဲ့လိုမျိုးလို့ဟုတ်ပါဘာလို့လဲတိလို့လားအဲ့လိုမျိုးလားပထမအဲ့လိုငါတို့ဒီထဲမှာကဂရန်တီရဲ့တောက်နေဟုတ်ဒါမဲ့တော့မင်းစဉ်းစားကြည့်ကွာသူကလည်းငါနဲ့လူမားတယ်သူလည်းငါဟိုလေတခုခုတော့သူလည်းမြင်ပါပဲတကယ်လူမားတာတော့အဲ့ဒီလုံးဝမရှိနော်တာမူးနေတာခိုင်းလို့တွားတယ်ပုံမှန်ဆိုတွားတယ်တာမတွားဘူးမတွားရဘူးတမျိုးဖြစ်နေတာမသွားရဘူးအဲ့ဒါမှတက်ပါဒီကောင်ကလည်းဘယ်လိုထောက်တော့ကိုတကယ်မသွားရဘူးတကယ်ကအမှန်တိုင်းပြောတာကတ်လို့မမြင်သူကမသွားရဘူး तू ကဟိုဘက်ကန်းကြီးကြည့်ပြီးဖုံးကြည့်လိုက်ပိတ်လိုက်ငိုလိုက်ငိုတယ်မဟုတ်ငိုသေးဘူးငိုသေးချောင်းငိုသေးဘူးဒါတိတော့ကြည့်တယ် तू တိတော့ကြည့်နေကြည့်ပြီးတော့ငါကဒီလိုလုပ်နောက်ပြီးသူ့သားပဲလိုင်းမကောင်းလားကောင်းပါလေဘာလဲဟာခုနကဒီလိုလုပ်နေတာပါဟုတ်လား तू အဲ့လို तू ကလူတော့မမှန်ဘူးလို့ကိုကြီးရတော်ဆိုးတယ်အဲ့ငါတို့ဒီရောက်လာရောဒီရောက်လဲရောက်လာရောတော့ငါတို့ဟိုကဝယ်ခိုင်းရောဘာညာဝယ်ခိုင်းရောပြေးရတယ်မချောင်းငါတို့တကောက်ပြောဟဲ့ကိုကြီးရတာငါတို့လှုပ်ရှားတော့မှနှစ်ဘူးဝယ်ခဲ့လေငါလည်းပါနေဆိုပြီးအဲ့မှာစောင့်နေရအဲ့ရက်ဒီပိုင်းတောက်ဘာညာတော့လည်းတောက်သေးတယ်တော်ပြီးတော့မတောက်တော့သူများနေပြီ तू အဲ့မှတောက်နေမတောက်ဘူးနဲ့ तू တောက်တာတောက်အဲ့နည်းနည်းညှိသွားတော့ငါကထွက်သွားငါဒီမှာစောင့်နေအကြာကြီးလုံးမတက်ခမောက်တယ်ဟိုလည်းပြောခလုံးမတက်ခမောက်တယ်လုံးမလုခိုင်းမလုခိုင်းလည်းမလုခိုင်းနဲ့စိတ်တိုက်မလုခိုင်းတော့ခလုံးမဆောက်ရရိုက်ပါတယ်တော့လည်းပြတာပေါ့လေအဲ့ရတော့ဆောကြနော်အဲ့ဒီမီးတာတော့ရေတော့မှာဟိုဆွတ်မလာလောက်တယ်ဒီမှာကိုယ့်ကိုဖုန်းကြီးဒီရေရေမတော့ရေဦးမှာရေမတော့ဆိုမှဒီနေ့ဂရင်းမရောက်လဲသူတောက်မဖြစ်ပါဘူးပြန်တော့ဆင်းတော့လဲပြန်အပေါ်ရောက်သွားတယ်ပြန်ဆင်းတော့လိုက်လေလို့တော်ဆိုးတယ်အဲ့ငါတော်ရိုက်ရလို့အဲ့ရညီလေးခီးလေးရောက်ကိုကြီးတို့ရောက်ချလာအဲ့တော့စပြက်လာအဲ့ဆာဇလန်လုံးဝပြက်တယ်နောက်ပြီးတော့အခုပြက်ကနီးတော့တကူလုံးချို့တကူလုံးချို့အောက်လေဒီလိုမျိုးချွတ်နေကြော်ရရှိသေးတယ်ငါတို့ထားတာကြည့်ရကွာလို့ချင်လို့အဲ့လိုပြက်အေးလို့စိတ်မပါသူပဲစိတ်ပါသူတော့တခွာတော့သူကဘောတူတူပဲလို့ဒါမှငါတို့အော်လေစီမလာသေးဘူးနော်ပါပြီအော်လေစီဆိုတော့ငါလို့တင်းမပြက်ပဲဟောပါရပါတိုင်ကားပါပြီးတယ်စိုးရပါချောတယ်မုံငါတို့ပါဇက်စစီရအမှစစီရလားဟုတ်တယ်ညနေပိုင်းမှာငါတို့ပါဇက်တွေတရမ်းလာပြောနေနော်ဗုဒ္ဓဆိုင်မှာရေမူးပြီးတော့ဘုဒ္ဓဆိုင်မှာတော့ဘာလို့ကိကိလေးနဲ့နိကိလေးနဲ့စပါဇက်တရမ်းလာမေးရောဟိုနေ့ငါတို့ဒီလိုရောက်နိကိရောက်တော့ပါတနားနားဆိုရဲ3နာရီအဲ့လောက်ဖြစ်နေပြီအဲ့ဒါစတရမ်းပါဇက်နော်ငါတို့အကင်ဟိုင်းတာလေဟုတ်တယ်ဟုတ်အဲ့မျိုးတွေးချင်တာဘာဖြစ်လဲကြာပြီဝေးရကိုမေးလိုက်တာအဲ့ဟိုတယ်ဘာလို့လဲဆိုငါမေးလိုက်တာပြောတာဟုတ်တယ် AC ကြီးတဲ့အမှတေး6တယ်အဲ့အမှဈေးတက်တာလို့ရှင်ပြောတာဈေးတက်တာရဲ့ဘာလို့လဲဆိုတော့တေး6လို့လေဟုတ်လားစိတ်ဝင်စားတယ်ဗောအဲ့ဝေးရစပြောတာ
ဟောစား အဲ့ပါလေအဲ့ကြောက်သွားမယ်လို့တော့လေ အာလုံးဒီမှာတိုင်ပတ်တော့မှသိပြီအာလုံးပြေးပါအဲ့လိုရအောင်ဒီပြေးပါပြေးညာပတ်တယ်ထွက်ပြေးလာမှာသူတို့ပြောသလို တမီးလားဒါပဲနော်သူအဲ့ဒါတော့သူတော်ကြောက်တယ်နော်အဲ့ဒါဘာမှအဲ့ဒါလေတစ်သားကိုသူကစွမ်းမိလားအဲ့ဒါတိတ်ပြီးတင်လိုက်တော့ပို့ပြီးစွမ်းသွားအဲ့လိုအဲ့တော့ငါလည်းမင်း ဒါလာပါလို့လေဟမ်ပြီးတော့တယ်တူပြီးတဘူးတော့လာ ငါမင်းတော့ဒါလေးဆွဲပတ်ပြီးတန်းငယ်အဲ့ဒါမြူသွားပါနေလားပျောက်မှာဆိုလို့ဘာမှမပြောဘူးလို့ သူဒူရီကျိုက်ဒါကြောင့်လွယ်လာဒီဒါမှအဲ့ဒါဝင်လိုက်ထွက်လိုက်ပြန်ထောက်ချောင်းဝင်ညီလေးအဲ့မှာရှော့ပေးရဲ့ချိန်ကညီလေးဘောတက်ခွာတီးနေတာအရင်တော့ညီလေးပိုင်းရတယ်သူ့ကိုနည်းနည်းချုပ်လို့တဲ့ချုပ်သူ့လည်းဘာမှမလုပ်ဇီယန်ချုပ်တာကိုင်းလာရှိအဲ့တော့သူ့ပပရဲ့ဖောင်းတော့ငါလေးတကယ်ငါတကယ်ဘောမှာဟိုကတော့အကုန်လုံးအဆင်ပြေသွားပါပြီပုံမှန်ဖြစ်သွားပြီဘောမှာတကယ်ဒါဘောမှာတကယ်တဖူးတွေဒူးတွေကွာ ဒါလည်းတော့ပဲ တကယ်ပဲတကယ်ဒူးတွေအရင်တော့ကွာသူများဖြစ်ပြနေ live မှာတွေ့တယ်မယုံဘူးကွာရှင်းပြောဟုတ်လားဘာလို့ဒါလူငယ်တွေပဲဖြစ်ခဲ့မရီယာမယုံဘူးကွာအဲ့ဟုတ်ဘာလို့တာပါတင်လဲအဲ့ဒီမှာဝေကြီးအတော့မှာပါလေဟဲ့မယုံဘူးလားမယုံတော့ယုံနေရမှာတော့ဒီကောင်နားမလဲဒီကောင်ယုံရပြီတာနားမလဲဒီဆိုတာဘလို့ဆွမ်းလဲဆိုတာတာဖောက်အဲ့လိုဝင်းကြီးဝင်းနေတာမသိဘူးဟုတ်လားအဲ့ဒီမှာငါသိတယ်လို့လဲဆိုတာဟိုလိုပါဗျာသိမလားရဲမူးနေတဲ့အချိန်လွတ်နေရပါနည်းထိတဲ့ခါလေးနဲ့ဆွမ်းပြီးလွတ်သွားတယ်အဲ့လိုပဲထင်တာနောက်ပိုင်းမှကြည့်မရောက်ခင်ကညီလေးယုံနေပြီဟောဒီမှာလည်းယုံလားဒီကောင်ပြောဟဲ့ကိုဒီကောင်ဒီအပေါက်ကနေထဲမဝင်ရတူပေါ့ကငါထိုင်ပြောငါ့လေမနောက်ချက်နဲ့တော့ဒီကောင်ပြောနေတာလေဒီခါဖြစ်နေတာငါမစိတ်ညစ်လာမင်းတို့ဖျက်လိုက်တယ်ဒီကောင်အဝင်ကညီဝင်အဲတကားရဖွင့်ပြတယ်ဒီလိုကတော့ထိုင်အဲဟိုကြည့်ဒီနေကိုရုပ်ခါတိုင်းနားဆွင့်ကြည့်တယ်အစကြွေရအောင်လက်ကြည့်တယ်အဲပြန်ဝင်လို့တကားလေးပြောဆွဲလို့မရဘူးပြန်ဆွဲဟာဘာလဲဟာပြပါသွားတာတကယ်အေးဟာဘာလဲဟာငါရှင်းနေတုံးနေအဲ့ဒီမှာငါပိတ်တယ်ဘဘဒီမှာမေမေကြီးကလည်းငါတော့ခဏခဏတော့ငါတော့တွန်းနေကိုယ်တော့ဟိုမင်းမိရောတကားအပြင်ရောက်သွားအဲ့အပြင်ရောက်တယ်ကွာအထဲကိုတွန်းတယ်လေငါလုံးဝမဟုတ်သေးဘူးလို့ဟျောက်လို့ဒီမှာတစ်ခုမှရှိနေပြီလို့ငါဟော6မှလာလို့ပြောလာလို့6မှဒီလိုလာအဲ့ဒါမှထိုင်နေကိုကြီးဟုတ်တယ်တွန်းတယ်ငါဟောဖမ်းမယ်ငါယူကြီးပုံလားငါယူပုံဒီမှာတကယ်ရှိရဆိုငါ့ကိုထင်းထင်းရှားရှားပြတယ်ငါကောက်ဟုတ်လားငါယူဖိပြီးလောက်သွားတယ်ဒါကြောင့်မလာဘူးဒီကောင်ဒုမိုးအဲ့ဒါယူဒုမိုးဆိုင်ကြည့်တော့ငါတို့ဒီဘက်ကျုပ်တော့ပြီးတော့ဒါကလည်းအမြင်မားတာလို့ပြောထင်ပါဆိုလို့မပြောဘူးငါတက်တက်ပဲထားတာနော်ဘာမှမပြောဘူးအဲ့ငါတို့ချောင်းရတယ်တွေ့တယ်ဒါပေမဲ့မပြောကိုရအားတယ်ငါတို့ချောင်းရတယ်ဟုတ်တယ်ကိုရညီရပြလိုက်တယ်လို့အားထားအဲ့နောက်တော့ထပ်လောက်တော့ထုတ်ဘူးဒီတော့ပြုတ်ကြအောင်ဟုတ်ဒါကြီးဘာမှမရှိဒီကနေပြုတ်ကြတာတန်းတော့ကြိုက်တယ်ဘာပုတ်တယ်လားဘာမှမရှိဟုတ်တယ်ဝင်ကြအကြောင်းမရှိဘူးဒါအေးပိတ်ဟောအဲ့လိုခုအဲ့မှာအမြရပါဝင်မျိုးငါတို့သွားတော့အမြဝေးတယ်ပေါ့ဘာညာပေါ့အဲ့မှာပြောဖျားတဲ့အကျိဟုတ်အဲ့ချိန်မှာလည်းမင်းအဲ့ဒါကြောင့်မလို့မင်းလည်းကန်ကောင်းသွားတယ်ပြီနော်ဟုတ်တယ်ငါကလည်းအဲ့ချိန်မှာတော့ဝင်ထွက်လိုက်ရင်အပားရိုက်တယ်သူဒီနဲ့သူဒီအဲ့ချိန်မှာဒီမှာတော့ငါတို့အမြရပါဝေးလိုက်သေးရနော်ဟုတ်တယ်ဝေးတယ်အမြဝေးလိုက်သေးနေတော့အဲ့ကြောင့်သူကဗျာစိတ်ကဒီလိုဖြစ်နေသူလုံးဝသူအခုသူမှဝင်နေချိန်လုံးဝပြပြတတညင်းတာအဲ့ချိန်မှာညီကလာပါဘာညာပြောချစ်လို့ပါညာချစ်တာပြောချစ်တာနဲ့လည်းပြောအဲ့ချိန်မှာကိုကြီးတို့ရွှေတဲ့ချိန်နဲ့တိုးလာပြန်ထွက်တဲ့ချိန်နဲ့ပြန်ကလေးမပြန်သွားပြန်ပြီကိုကြီးတို့ချိန်သူဘယ်လိုပြန်သွားလဲလက်ချက်ပြန်သွားမင်းအကောင်းတိုင်းကြီးထုတ်ပြီးတော့ကောင်းတိုင်းကြီးမင်းစီတော့အဲ့ဒါညီကသူ့မောင်ကထုတ်ပြီးတဲ့အချိန်မှာအကောင်းတိုင်းဖြစ်သွားတာစီစီနေလို့စကားပြောနေတာကမဟုတ်ဘူးငါအဲ့ချိန်မှာသူ့မောင်ထုတ်ပြီးတဲ့အချိန်မှာသူ့တော့ကောင်းသွားပြီနော်မင်းစီအဲ့တော့ဒီကောင်သိတယ်သူညမတော့ငါပြန်ထင်းနေတယ်သူငါ့တော့စိတ်ချက်သိုးနေပါလေအဲ့ဒါငါတို့ပွဲချမ်းနေပြီကွာအဲ့ချိန်မှာငါရဲ့မင်းရဲ့ဝေကြီးဒီကောင်အိတ်နေချိန်မှာငါတို့ဝင်သွားတဲ့အချိန်မှာအဲ့မှာတော်တော်ပွဲချမ်းနေငါအိတ်ကောင်ဘာရိပ်ပြန်ရိုက်မှချမယ်ငါတောင်းမှမရအဲ့နဲ့ဒီမှာလေအဲ့စိတ်ချောကိုသူ့သွားခေါ်ပြီးမယ်အဲ့နဲ့မြို့ငါလာခေါ်အဲ့နဲ့ညီလေးသက်သာရှိဖြစ်မယ်အဲ့ကိုဒီကောင်ညီးပြောတယ်ငါပိတ်တယ်လေဟုတ်လားအဲ့ရှာစားကိုဘာလဲမသိဘူးအဲ့ကိုကြီးပြောပြတယ်ကြောင်လာမသိဘူးအဲ့ကိုကြီးတကားကိုတကားရောက်တော့ညီလေးသက်သာရှိမယ်ကိုကြီးပြောဆိုအညီတောင်းမယ်တောင်းမယ်ရှင်ကိုကြီးမတီးအဲ့မှာ तू မပြီးနိုင်သေးဘူးမပြီးသေးဘူးလုံးဝမပြီးဘူးနော်တောင်းမှလာတော့ဒီလိုတောင်းမှလာမရဘူးအဲ့ဖုတ်တယ်တယ်မှောက်သွားနော်မှောက်သွားတဲ့အချိန်မှာမ तू လည်းသူ့စိတ် तू ပြန်ဝင်သွားဝင်တော့အမားလည်းလှုပ်ပြန်ပြီရဲ့ဘာဖြစ်လဲနော်ဟုတ်တယ်အမားလည်းလှုပ်ပြန်ပြီရဲ့မလာပါနဲ့လို့ပြောထားတဲ့ဟာကိုတဲ့လှုပ်ပြန်ပြီရဲ့အဲ့နဲ့
အဲ့ဆိုမလာပါနဲ့လို့ပြောထားတဲ့အချိန်မှာငါတို့ဖွင့်လိုက်တဲ့အချိန်မှာ तू ဝင်သွားလာပြီအခါမှမင်းခီးရောက်နေပြီဆိုငါတခါတော့ဖွင့်လိုက်အဲ့အချိန်မှာဝင်သွားလာပြီနော်လို့မရနော်အဲ့ချိန်မှာ तू အကုန်လုံးကောက်ကိုနောက်ပြန်လုံးအောင်လုံးနေပြန်တော့မယ်သူကသူ့ပြင်ထုတ်တယ်ကိုယ်ပြန်ထည့်တယ်သူကတည်းပြောတယ်ဟမ်တူတယ်ငါတဲ့မှန်ခိုင်းနေတယ်အဲ့ဒါကပြောတာလို့ဟုတ်တယ်တိမအဲ့ဒါကပြောတာဟုတ်တယ်လို့လို့တိမအဲ့ဒါကပြောတာလို့တူတယ်ဒီတကယ်ခိုင်းတာတူငါတဲ့မှန်ခိုင်းနေငုံတိုက်တယ်ဒါပေမဲ့ငါမပေးဘူးလေအဲ့လိုပြောတာလို့ငါလုံးမဟာတတိပြန်တော့အဲ့လိုကအတန်ကြီးကမမိုင်းနေလို့တော့ဒီဟုတ်လို့ပျော်ပြီးပြောညာဟုတ်လေပြောတယ်အဲ့တခုမရဘူးတဲ့အဲ့လိုပြောတာဟုတ်လားကောင်းတဲ့ချိန်ကျရင်သူကဟောဖြစ်တော့မှချိန်ကျရင်အဲ့ဒီကြာလုံးဝတော်ခါးကြီးယုံလာကြီးကျွတ်စီယောက်ျားကြီးကြာတာညီလေးအားကုန်သုံးတာညီလေးမရဘူးထွက်ကြိုက်ပြီးတော့ခွာဒရုံနဲ့ငါကြားနေရတယ်အဲ့ကြောင့်အဲ့တန်လေးအဲ့တီးကျန်းနေပြီးတော့မင်းကတော့ကျန်းနေတော်ကြီးရတယ်နေငါတို့လည်းရောက်တာကြီးရမေးတာဟိုတန်မှပါပတ်ကမှပိုင်းတယ်လေအေးဟုတ်တယ်ပါရကေချာနေတော့အဲ့ထိုင်ကညီလေးရင်တစ်ချက်တီးတာအဲ့တစ်ချက်ပါရဲ့နော်ဒရောင်းနဲ့စကွတ်တော့တယ်ကြားဒီအဲ့ရန်မဟုတ်ဘူးလေထိတာအဖေးဖေးထိတာသူလည်းတီးတယ်သူဖြည်းဖြည်းတီးတယ်ဒီကားလို့ငါလည်းရောက်ဖောက်လာမသိဘူးလောင်းတယ်တဲ့ဟာလုံးမလာပါဘူးဒါကြားချက်တယ်ပတ်လောင်းရတော့အပါရကေလေအဲ့ပထမတစ်ချက်အားမပါဘူးဒါမြန်တယ်ပတ်ကနေလက်ကိုဆက်လုပ်လိုက်ပတ်သူမြန်ကြနောက်တစ်ချက်ကျတော့ဒေါသထောင်းလိုက်တော့ဟောဒူးပြပူပူဟောကလည်းဒူးပြသွားအဲ့လိုကြည့်တော့မရွတ်တော့ပါဘူး तू လည်းပြောတယ် तू ပထမတစ်ချက်က तू ဘာမှမ तू ဘာပြောနောက်ဆုံးတစ်ချက်တော့ तू တကယ်ရိုက်တာအားနဲ့ရိုက်တာလေ तू လေ तू ယောက်ျားအားနေတယ် तू ကိုတကယ်ရိုက်တယ် तू ကိုရအဲ့ချက်လည်းငိုသွားတယ် तू အဲ့ချက်မှာ तू ဟောဝင်ပူဟောတိတ်ရောလီငါဒီမှာရှော့ပေးရချင်းငါနိုင်ကျင်တာလေရှော့ပေးလေရှော့ပေးတက်ခွာကိုဒီဘောခေါ်တက်ခွာတယ်ခွာပြီးဒူးတီညီကဒူးညီခံဒီမှာကြောက်ပါပြန်มาတော့ဒီမှာကြောက်ပါပြန်มาတော့အဲ့ဒါကိုတွေ့ရအားဒီလိုပဲလေကြိုက်ရလားမသိကြိုက်လို့ဒီလိုလေးကြိုက်နားလာပြီးဒါလို့ထက်တောင်းကြိုက်ဆိုပြီးဘူးဆိုဘူးလို့လေတော့ကပြန်တက်လိုက်ပြန်ဒီအေးစင်းနေတော့ငါစိတ်တော့မလုပ်ပါနဲ့ငါတောင်းမှမှာသူကမုန်းတော့တာဒီကောင်အပြင်ထွက်သွားတဲ့အချိန်မှာတာဝင်သွားသေးတယ်သူ့တာတခြားပြောပြသူကမတက်ရပြီးတော့အကုန်ပြောပြမှာမဟုတ်ဘူးဒါဘင်းသားလေးထိုင်ပြီးဒါပြောပြတခြားပြောပြတောင်းမှနေဘာညာပြောပြီးတော့ဒီကောင်လည်းပြန်ပြီးတော့ပြုံးစီစီနဲ့ဒီနားမှာသွားခိုင်းတယ်အေးအဲ့ဒါကြီးအဲ့ဆက်ပဲကြီးအဲ့တော့တာလုံးဝမသိငါဘူးဖြစ်အဲ့တော့ဝေးချက်စောက်ပါလေစောက်မျိုးလေးလီးလေးအေးပြန်မသွားအဲ့ပြန်သွားဒီမှာအဲ့ပြန်ဝင်အစီမီနေပြီဟုတ်လားတစ်ချက်ပြန်၄-၅ကစေကစနကလောက်ရှိတယ်ငါမေးကြတော့ဒီခါနဲ့လောက်လာကိုကြီးအမလေးကမယုံဘူးဟုတ်ဒီမှာတော့ပြောတယ်ငါတို့ဂျီလာဆက်တယ်လုံးအောင်လေဒီကောင်လေးငါတို့မနေ့တစ်ဖက်နဲ့ငါတို့လက်ချီအောင်ကိုင်းနေပြီစဉ်းစားတယ်လို့ဒီပြောရတယ်သူဟိုဒီမှာတော့စမပြီးဟိုဘက်ကန်တက်တော့မယ်လို့ဟိုဘက်ကန်သူတို့နဲ့တက်တော့သူတို့ကအဲ့ဒီလောက်ကြီးပါညာနဲ့အဲ့လိုပြောတာသွားဦးဒီမှာခေါ်လိုက်တယ်သူတို့လေဒီဘက်ကောင်လုံးဝမလားအဲ့ဒီဝါတော့လာလိုက်ဒီဝါလာညီလေးနဲ့အဖက်ညီလေးဘာမျိုးသူကောင်းလေကိုတို့မရှိတဲ့အချိန်မှာဒါကောင်းဘူးပြောကိုတို့လေးရှိပူဆိုးတယ်ပို့ပြီးဖတ်လိုက်တယ်ညီလေးအဲ့ပြီးတော့ကိုကြီးနဲ့ညီလေးမှားတဲ့အချိန်မှာသူကဘာပြောလဲသူ့ကိုလည်းတမီးချစ်တယ်လို့ဘာလဲအများကြီးပြောတယ်အများကြီးတမီးရောလို့ပါရတာတမီးဟိုဖြစ်တယ်ပေါ့စိတ်မကောင်းဘူးဝမ်းနေရအဲ့ဒါအများကြီးပြောတာအဲ့ဒါညီသူ့တော့ခေါ်ပြီးပါသူကအိမ်လောက်ပြီးလို့ကိုကြီးညာညီလေးပြောတယ်အိမ်လောက်ပြီးလို့ကိုကြီးအဲ့ချိန်မှာညီထွက်လည်းမထွက်ဘဲနေတယ်ဒီအစကားပြောနေထဖြစ်တယ်သူကကိုကြီးညီထမှာလားဟာဘာလဲအဲ့ကအိုရောတေရောလိုက်ရောသူကအဲ့ဒီလောက်ပြီးလို့သူ့တော့နှုတ်ပေးမယ်အဲ့ဆိုလည်းထားလိုက်ပါတော့တမီးပြန်တော့မယ်အဲ့ချိန်မှာညီလေးစိတ်ကလည်းဒီကောင်တောက်ဆေးရတောက်တော့ပြန်မလို့ချင်သေးစိတ်ကဇွဲရမရှိဘူးတော်တယ်အဲ့ဒီမှာဒီလေးတော့ဝေးမယ်ဆိုရင်ဒီလေးအပြုံးတကားလေးထွက်ပြီးသူအရင်နောက်ကလိုက်ချက်ချင်းကြောင်လာမသိညီလေးဝင်နေပါလေနောက်လူရောက်လာအဲ့လိုပဲလောက်တာကိုကြီးမသိတော်စိုးတယ်တော်လည်းတကယ်တင်တာပါလို့ပဲတကယ်ကြီးလို့မင်းရတယ်မင်းတော်စမ်းကြည့်တယ်နော်ဒီပြဿနာကြီးကြီးမှကြီးရတော်ရဟောလာဟောပါချောင်းတော့သူ့လို့ရှိတယ်မဟုတ်ဒီကြောက်တော့ရတာပေါ့ဟမ်ဘယ်ကျဖက်တော့အိမ်မှာခုတော့မဘူးကျင်ဆိုလို့ပြပလာပါလေလေဒီမှာအဲ့ကောင်ကကိုကြီးဘာသာမသိရအောင်ဘာသာမသိရအောင်တကယ်ပြောတာကိုခေါ်ရရတယ်ဒုံဘောဖြစ်တယ်ရဲ့ကိုကြီးမြင်လိုက်လားမသိဒုံဘောဖြစ်သွားသေးအဒုံပြန်ဆိုင်ဆေးကြောင်လည်းပါတယ်မင်းဆေးတော့ရရှိပြင်းအဲ့ဆေး100တော့မှ100မှခေါ်တာညနေမီရတဲ့လားကိုကြီးဒီရဲတွတ်လာတယ်ဒီရဲတွတ်ခေါင်းလေးကကတ်ထိုးပြီးအဲ့ဆေးရညနေဒီတွတ်လာဟ
ဒီမှာအတိအသာဆုံးကတော့ကွာဟိုပြုတ်ကြတာငါတိတ်ပြီးတာငါယူစောင်းရတာတော့အတိအသာဆုံးပဲငါယူငါဒီလိုမျိုးကွာဒီဘက်အောက်တက်တဲ့ဟာကြီးတွေကိုလေဒီလိုမျိုးထောင်ကြီးထားတာတော့အကုန်လုံးကွက်တီငါယူလေးဘက်တွေအကုန်လုံးကွက် စလိကလည်းမထောင် အဓိကငါဖြစ်စီနေတာဆက်လေးကိုမှောက်ပြဆက်လေးကိုထောင်ထားတာငါဆက်လေးဖင်ကြီးကလည်းရှိရဆိုအဲ့ဆက်လေးဖင်ကြီးကမှောက်ပြမဟုတ်ဘူးငါယူဖွိဆိုချောင်းစောင်းတယ်အဲ့ဒါအဲ့ဒီမှာညီလေးအားပြီးညီလေးရဲ့ရင်းချင်းညီလေးစဉ်းစားကြရအများကြီးပဲရောက်ကနေခီးရောက်ကနေပြန်ဖြစ်သွားပြန်ပြီခီးရောက်ကနေပြန်ဖြစ်သွားအဲ့လိုမျိုးဆောက်တာမှန်တော့ကွာမင်းအတွေးကိုလည်းကသိဘာလို့စောပြောသူရဲ့ဟိုင်းခန်းနေလည်းရောက်ဘူးလေကေလည်းရှူဘူးလေသိရမလားဒီဆိုစေးကြောင်နေရောအဲ့လိုတကယ်လည်းအဲ့လိုနေအဲ့ရော तू ကစိတ်ပါရင်ညီအကျက်လိုက်ရောအဲ့ကျအကုန်ချုပ်ခံတယ်တော့အကုန်လုံးဒါပေမဲ့သူ့ကောင်နေရတယ်အဲ့လိုရောက်မှုလေဟုတ်လေအဲ့ရောက်တယ်နော်ယူသွားတာဟုတ်တယ်ဖြစ်နိုင်တယ်အဲ့ဒါဖြစ်နိုင်တယ်ဒါလုံးဝသိကြတယ်သိကြတယ်ဟာတော့ဟိုတကယ်စဉ်းစားရင်ဒါကြီးကတော့တကယ်စကားကြီးပဲတော့ထုတ်ရိုက်လိုက်လို့ရမှာရတယ်နော်ဒီကကောက်မှားတာဟုတ်လေဒီတော့ကောက်မှားငါတော့ခေါ်ပြီးပါတော့လာမခေါ်အားကြောင့်တက်လက်သေးရထက်လို့လည်းထက်ပြောတယ်လုံးမတော်ရည်ကွာလည်းလက်ပြန်ဆင်ပြန်တော့ကိုခံရမှာတို့ကထောင်းရတော့ငေါ့ရိုက်တယ်ထောင်းဘာလဲနောက်တစ်ချက်ကျွန်တော်ခွတ်ဟာကျွန်တော်ကများနေပြီလို့လားပညာပြရတာဆိုတီးတယ်